ရင်နေဦးနေကြီးဆိုပြနေရမိုင်းစုံနေသူကကြီးလို့အောင်မြင်တာမို့ငါလည်းသူ့လိုလိုက်လုံနေချင်းထွက်တဲ့ TikTok ပေါ်တင်တော့ချက်ဆယ်လီဆန်းထုတ်နေအင်တာဗျူးမှာကြောင်ဝဝနဲ့ဘောမိုင်းနေရင်ကိုက်ထုတ်တယ်နုပညာလောကမှာ CR တင်ရှိ copyright တွေမိမှာကြောက်လို့ဝေဒနာကြီး blame နေရတာများလို့နည်းနည်းလေးစိတ်ကစားမယ် UG အောင်တည်ရကောင် TikTok ပေါ်မှာ follow နှိပ်ထားတယ်ပေါင်လေးနည်းနည်းဝင်လာတာနဲ့စင်တန်းအောက်ကုန်ကြအင်္ဂလိပ်ချင်းတွေဘို့လို့မဟုတ်မင်းကိုယ်တိုင်ရောနားလေလားတုတ်ကြောင်တွေကြိုက်အောင်ထမိန်စီတာခါလေရစတူဒီယိုင်းပိုင်ဆိုင်ပြီးတော့ချင်းပေါက်တော့အားငယ်လားပေါ်ပင်လေးတွေငွေပေးပြီး channel တစ်ခုမှာအင်တာဗျူးပြလောကမှာငွေရရေးကြီးရဲ့လေပညာတွေကျင်နာယူရဒီကြီးဆိုပြီးတိုးချက်အဲ့ဒါမြန်မာတွေရဲ့စင်လာတစ်ခုကနွားရှေ့ရ question တူတူပဲလိုက်တိုင်းနေကိုကြိုက်တဲ့ကောင်လေးရဦးတာပညာရေးစနစ်ကလည်းသုံးဝင်တော့ဒိတ်ကလည်းဖြစ်ရမှာကျွန်မသားလေးရ10တန်းအောင်ကုန်တူပါတယ် eco ပြောတော့ပြောနေရပဲကလေးတောင်ရသွားပြီခုချိန်ဒီမိကိုလူငယ်တွေကိုတက်လမ်းပိတ်ပါနဲ့ဘာမှမသိရဲ့နာကကြီးကိုတွေးနေရတာစိတ်နာတယ်ဒါပေါ်လုံးတော့ကညီလို့ချုပ်ချင်သမီးကဝါနာပါလို့မုန်းနေဂီတဝါနာပါလို့ဘုတ်ပဲပညာရေးကရေးကြီးရဲ့လေဩဟုတ်ကဲ့ငငယ်တုန်းကလို့ပရိုဂျက်နဲ့ကိုကြိုက်တာကိုလှုပ်ရှင်ခဲ့ပညာရေးကိုပဲကောင်းလေးထက်ကတိုးရုပ်ရှင်ပဲစစ်ကြီးကပြောင်းလဲသွားပြီရဲ့ဘလို့လားပြူလားအိုလားတော့မသိဘူးခုချိန်ဒီမှာပဲတာဦးပါတော်မြတော့ကြိုက်ချင်းတွေငါနားထဲမှာကန်လန် flow ချင်းတူကိုနေတကမင်းမျိုးတော့မပတ်သက်ဘတ်တဲ့တပုတ်တဲ့ကာရန်လိုက်တန်နဲ့ဆက်ပေးခြင်းနဲ့မစေကကိုတော့မဖတ်တဲ့ခုကင်မ follower ရှိအောင်မြင်ဖို့တော့မဖတ်တဲ့ TikTok မှာတိုင်းတော့ကောက်ဝသနာတရုံနဲ့မလားမေးစီမဲ့တိုင်း59 set ကန်နဲ့ပေါက်တဲ့ချင်းနဲ့ဘက်လေးတော့လက်မခံရှာဒီမဲ့ရီပဲဆိုရတာမင်းတို့တော့ပို့ကားတဲ့အကောင်ဆောင်တဲ့ချင်းနဲ့မမီးနဲ့ထက်မပြောခင်နေသွားမယ်ကြောင်ကျူကြောင်ညားတဲ့ကချင်းနဲ့ကော်ဖီဆိုပြီးကိုမချနဲ့ယူလို့သွားတဲ့ပြီးတွေကလည်းကြည်ရတယ်မှာစိုးမသွားတယ်ရဲ့ပေါ်ပင်လေးတွေငွေပေးပြီးရှင်းတဲ့တစ်ခုမှအင်တာဗျူးပြလောကမှာငွေရရေးကြီးတယ်လေပညာတွေကျင်နာယူဒီရေဆိုပြီးတိုးချက်အဲ့ဒါမြန်မာတွေရဲ့စင်လာခုကနွားရှိရကချင်းတူတူပဲလိုက်တိုင်းနေကြိုက်တဲ့ကောင်လေးရဥထားပညာရေးစနစ်ကလည်းသုံးဝင်တော့ဒီကလည်းဖြစ်ရမယ်ကျွန်မသားလေးက10ရန်ကိုကုန်ပြီးပါတယ်ဘိုင်းကိုပြောတော့ပြောနေတာပဲကလစ်တောင်ရသွားပြီကူးရှင်နေမိကိုလူငယ်တွေကိုတက်လက်မပိတ်ပါနဲ့ဘာမှမသိရနာကကြီးကိုတွန်းနေရတာစိတ်နဲ့တားပေါ်လုံးတော့ကကြီးလို့ချုပ်ချယ်သမီးကဝနာပါလို့မုန်းတယ်ဂီတကိုဝနာပါလို့ပုတ်ပဲဟုတ်ကဲ့ငငယ်တုန်းကလည်းဘူချတဲ့ကိုကြိုက်တာကိုလှုပ်ရှင်ခဲ့ပညာရေးကိုပဲခေါင်းနဲ့ထက်ကကိုရုပ်ရှင်စနစ်ကြီးကပြောင်းလဲသွားပြီရဲ့ဟင်းဘလို့လားပြိုလားအိုလားမသိဘူးကူးရှင်နေမှာပဲဥပိုင်တော်ရ